ခေတ်သစ်ကဘာမှာအောင်မြင်တဲ့ရွှေတံဆိပ်ဆုရခလီးထိန်ပညာရှင်အမျိုးသမီးတစ်ယောက်ဟာအလုတ်တန်ပြီးအလုတ်ခွင်မာရင်ရုတ်တရက်တည်ဆုံးသွားခဲ့ပါတယ်။သူမပြန်နိုးလာတဲ့အခါမှာတော့ရှီခိကလင်းတည်ဆုံးပြီးရောက်ခမနင်ချတာခံရတဲ့မုတ်ဆိုးမတစ်ယောက်ရဲ့ကိုယ်တဲကိုဝိညာဉ်ကူးပြောင်းရောက်ရှိသွားပါတယ်။ဘာပစ္စည်းမှမပါဘဲအိမ်ပေါ်ကနှင်ချခံရတဲ့သူမဟာလက်ထဲကနိုးစို့အရွယ်သမီးလေးကိုကျွေးမွေးဖို့အတွက်မြို့အနှံ့အလုတ်လိုက်ရှာပြီးမြဲဘသူကမှအလုံးမခံခဲ့ပါဘူး။နောက်ဆုံးမှာတော့မြို့မှာအချမ်းသာဆုံးဖြစ်တဲ့ဂုံတရီရှိအိမ်တော်ကြီးတစ်ခုမှာနိုထင်းအဖြစ်အလုတ်သွားလျှောက်ပါတယ်။အိမ်တော်ထင်းရဲ့စစ်ဆေးမှုတွေကအရန်တင်းကျပ်ပြီးတန့်ရှင်းမှုမရှိသူတွေကိုချက်ချင်းပယ်ထုတ်ပေမဲ့သူမကတော့ခေတ်သစ်ပညာရှင်တစ်ယောက်ရဲ့တန့်ရှင်းတက်ရက်မှုနဲ့ကျွမ်းကျင်မှုတွေကြောင့်အရွေးချယ်ခံခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့တူးဒီသောသမီးလေးကိုပါအိမ်တော်ထဲခေါ်ထားခွင့်ပြုဖို့မျက်ရည်ဇက်လက်နဲ့တောင်းပန်တဲ့အခါမှာတော့သူမရဲ့ဘဝတိုက်ပွဲက